အားလုံးပဲမင်္ဂလာပါဒီနေ့ကပေါ့နော်နှစ်လဲကုန်ကန်နီးပြီ2025လဲကုန်ကန်နီးပြီပေါ့နော်ဒါဆိုရင်2026ရောက်တဲ့ချိန်ကျရင်အားလုံးနီးပါးလောက်ကြတဲ့နှစ်တစ်ပလန်ပေါ့နော်ဒါဆိုရင်အဲ့လိုပလန်ချတဲ့အချိန်မှာသုံးတဲ့တရုတ်စကားလုံးအနှဲငယ်လေးတွေပေါ့နော်ဒါလေးတွေကိုဝေမျှပေးခြင်းနဲ့ဒီနှစ်တစ်ကိုကြတော့ရှင်းနံလို့ခေါ်ရတယ်နော်ရှင်းနံနောက်တစ်ခုအစီအစဉ်ပလန်ပေါ့ကိုဘာလုပ်မယ်ညာလုပ်မယ်ဆိုတဲ့အစီအစဉ်တွေကိုကြတော့ကြည်ဟွာလို့ခေါ်ရတယ်ကြည်ဟွာနောက်တစ်ခုကကြတော့ကိုယ့်ရဲ့ရည်မှန်းချက်ပေါ့နော်ပန်းတိုင်ကိုမှုပြောင်းနောက်တစ်ခုကကြတော့မျော်လင့်တာပေါ့နော်မျော်လင့်တာဆိုရင်希望နောက်တစ်ခုကကြတော့ဇွဲရှိရမယ်တောင့်ခံထားရတာပေါ့နော်ဒါကိုကြတော့坚持နောက်တစ်ခုစူးစမ်းမယ်努力နောက်တစ်ခုလေ့လာသင်ယူတာပေါ့နော်ဒါကိုကြတော့学习နောက်တစ်ခုကကြတော့တိုးတက်မှုရှိတာပေါ့နော်တစ်ခုမှတဖြည်းဖြည်းတိုးတက်လာတယ်ဆိုရင်进步နောက်တစ်ခုလေ့ကျင့်တာပေါ့နော်ကိုယ့်ရဲ့သင်ခန်းစာတွေကိုပြန်လေ့ကျင့်တယ်လေ့ကျင့်မှုအားကောင်းတယ်လို့ပြောတဲ့ဟာမှာဆိုရင်练习နောက်တစ်ခုနေ့တိုင်းကိုကြတော့每天နောက်တစ်ခုကကျန်းမာရေးကြတော့健康လေ့ကျင့်ခန်းလုပ်တာကို exercise ကတော့运动နောက်တစ်ခုကြတော့ကိုယ့်ရဲ့အကျင့်ပေါ့နော်အကျင့်တွေအားလုံးကိုကြတော့မကောင်းတဲ့အကျင့်ကောင်းတဲ့အကျင့်ဒါတွေကြတော့习惯နောက်တစ်ခုကတော့ပြောင်းလဲတာပေါ့ပြောင်းလဲတာကို改变ကိုယ်တိုင်ကိုကြတော့自己ဒါဆိုရင်老师တို့မင်းလေးတွေတည်သွားပြီဆိုနမူနာစကားပြောလေးကိုကြည့်ကြမယ်နော်နှစ်တရောက်ပြီ新年到了နောက်တစ်ခုကကြတော့ငါမှာနှစ်တစ်ပလန်တစ်ခုရှိတယ်ပေါ့我有一个新年计划နောက်တစ်ခုကကြတော့ငါရဲ့ပန်းတိုင်ကတရုတ်စာကောင်းအောင်သင်ယူမယ်ဒါဆိုရင်我的目标是学好中文နောက်တစ်ခုကကြတော့ငါနေ့တိုင်းတရုတ်စာလေ့လာသင်ယူမယ်လို့ငါစိတ်ကူးထားတယ်မျှော်လင့်ထားတယ်ဆိုရင်我希望每天学习နော်每天学习中文နောက်တစ်ခုကတော့ငါစူးစမ်းမယ်我会努力ငါလက်မလျှော့ဘူးပေါ့နော်အဲ့ဒါဆိုရင်不放弃我不放弃နောက်တစ်ခုကကြတော့ငါနေ့တိုင်းတရုတ်စာလေ့ကျင့်မယ်我每天练习中文နောက်တစ်ခုကတော့ငါပုံမှန်လေးတိုးတက်ချင်တယ်တဖြည်းဖြည်းတိုးတက်ချင်တယ်ဆို我想慢慢进步နောက်တစ်ခုကကြတော့ဗောနော်ငါအတွက်ကျန်းမာရေးကအရေးကြီးတယ်